အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့4000ဝန်းကျင်လောက်သုံးပြီးတော့နောက်တို့ skin တစ်ထည်ရနိုင်မယ့်နီလန်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် event ထားရတော့တစ်လကြာပါမယ်နီလန်2ရက်နေ့မှာ event လာပါမယ်2ရက်နေ့ရောက်ရင်ကျွန်တော်တို့အရင်ဆုံးဘာလုပ်ရမလဲဆိုရင် weekly pack တစ်ပတ်စာကိုကျွန်တော်တို့ဝယ်ပေးရပါမယ် weekly pack ထည့်ပြီးသွားပြီဆိုရင် daily discount နဲ့တစ်ရက်ကို1 draw စီ9ရက်လှည့်ပေးရပါမယ်အမှ9ကြိမ်ရပါမယ်ပြီးရင် phase 1ကကြတော့မေလ9ရက်နေ့မှာလာပါမယ်9ရက်နေ့ရောက်သွားရင်တော့ကျွန်တော်တို့ weekly pack နှစ်ပတ်နဲ့ diamond 50ဖြည့်ပေးရမယ်အဲ့ဒါဆိုရင် recharge task ကပြီးသွားလို့ကျွန်တော်တို့ free token ရမယ်ဒါပေမဲ့ကျွန်တော်တို့ claim မလုပ်သေးဘူးအဲ့ဒီမှာပဲ daily discount နဲ့တစ်ချိန်ရယ် diamond 50သုံးပြီးတော့3ချိန်ရယ်စုစုပေါင်း4ချိန်လဲပေးရပါမယ်ပြီးသွားရင်တော့မေလ10ရက်နေ့ကနေ12ရက်နေ့ထိတစ်ရက်ကိုတစ်ချိန် daily discount နဲ့3ရက်လှည့်ပေးရပါမယ်အဲ့ဒါဆိုရင် test တွေအကုန်လုံးပြည့်သွားတဲ့အတွက်ကျွန်တော်တို့ free token 29ခုရပါပြီအားလုံးပေါင်းလိုက်ရင်တော့43ချိန်ရှိပါပြီနောက်ပြီး add calendar လောက်ထားတော့ရထားတဲ့ free token တစ်ခန်းနဲ့ဆိုရင်တော့44ချိန်ပါပြီးရင်မေ73ကနေ22ရက်နေ့ထိကို daily discount နဲ့တစ်ရက်ကိုတစ်ချိန်10ချိန်ရမယ်အဲ့ဒါဆိုရင်တော့54ချိန်ရှိပါပြီနောက်ပြီးမေ23ရောက်ရင်တော့ phase 2လာပါပြီအဲ့ဒီမှာတော့ weekly pack 3ပတ်စာထည့်ပေးရမယ်ကျန်တာကတော့ phase 1ကလိုပဲ daily discount နဲ့တစ်ချိန်လဲပေးရမယ် diamond 50သုံးပြီးတော့3ချိန်လဲပေးရမယ်စုစုပေါင်း4ချိန်လဲပေးရပါမယ်ပြီးရင်မေ24ကနေ26ထိ daily discount နဲ့တစ်ရက်ကိုတစ်ချိန်3ရက်လဲပေးရပါမယ်ပြီးတော့ရင်တော့ free token 29ခုထည့်ရပါမယ်အဲ့ဒါဆိုရင်စုစုပေါင်းအချိန်ကြီး90ဖြစ်သွားပါပြီမေ29ကနေဂျွန်12ရက်နေ့ထိ daily discount နဲ့18ရက်လှည့်ပေးလို့18ချိန်နဲ့ဆိုရင်109ချိန်ရှိသွားပါပြီနောက်ပြီး event ရတဲ့ item နဲ့တုံကြီးစိတ်ကူးတီလဲလို့ရမှာကြောင့်10ချိန်အဲ့ဒါဆိုရင်စုစုပေါင်း119ချိန်ရှိသွားပါပြီ130နဲ့ skin ကောင်ဖောက်ပေးမယ်ဆိုရင်တော့လုံလောက်ပါပြီတကယ်လို့120မှာ skin ဖောက်ပေးမယ်ဆိုရင်တော့3ချိန်လောက်ပဲထပ်လိုက်ဖို့လိုပါတော့တယ်နောက်ပြီးတော့ကျွန်တော်ရဲ့ SGO Telegram Channel မှာ event အတွက် diamond တွေကိုအသက်တာဆုံးဈေးနှုန်းတွေနဲ့ရောင်းချပေးတော့မှာဖြစ်လို့ channel ကို like ရောက် join လုပ်ဖို့လည်းမမေ့နဲ့အောင်နော်